အားလုံးမင်္ဂလာပါရှင် EK Audio မှကြိုဆိုပါရစေ။ဆရာကောင်းတာဘာသာပြန်ဆိုထားသောစိတ်ခွန်အားကောင်းသူတို့ရှောင်ချက်ကြတဲ့73ချက် Channel လေးကိုလည်း Subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်ရှင်။အခန်း6တွက်ချက်ထားတဲ့အရေးစွန်းရမှုဒုက္ခများကိုမကြောက်တတ်ကြ။တင်လောက်ရက်တွေနဲ့ပတ်သက်လို့တရေပေါ်ကြောင့်ပြီးစိတ်ညစ်မနေပါနဲ့။ဒါတွေအလုံးကစမ်းသပ်မှုတစ်ခုသာဖြစ်တယ်။စမ်းသပ်မှုတွေတင်ပို့လို့လေပိုကောင်းလေပါပဲ။ Resorto Emersonဒီကအထက်တန်းကျောင်းကစီးဆိုင်ဆရာတဦးဖြစ်တယ်။သူဒီအလုပ်ကိုကြိုက်ပင်မဲ့တိတ်ဆွဆွလဲလဲနဲ့ရေရှည်စက်မြုပ်သွားဖို့စိတ်ကူးမရှိလာဘူး။သူအိမ်မက်မက်နေတာကလွတ်လက်ပျော့ပေါင်းညံသားပြီးငွေရတဲ့ကိုပိုင်ပရိဘောကစတိုးဆိုင်ဖွင့်ဖို့ပါပဲ။သူဇနီးကိုဒိတ်စိတ်ကူးဖွင့်ပြတဲ့အခါဇနီးတဲ့ကမျက်လုံးပြူးကြည့်ပြီးသူ့ကိုအိမ်မက်ယူနေတဲ့သူလို့ပြောတယ်။သူ့မိမပြောတာလဲဟုတ်မှာပဲလေ။ဒါပေမဲ့သူဈေးအယောင်းဝယ်စာတင်ကြားရတဲ့အလုပ်ကိုရှေ့ဆက်မလုပ်ချင်တော့ဘူးစာတင်ကြရတဲ့အကြောင်းဆရာအလုပ်ကိုသူညင်းငွေလာပြီးခြေကုံလက်ပန်းလဲကျလာတယ်တင်ကြားရေးမှာသူမကျွမ်းကျင်မထိရောက်တော့ဘူးလို့လည်းခံစားရတယ်သူ့ចောင်းသားတွေအပေါ်မှာလည်းလိပ်ပြမလုံးသလိုဖြစ်လာတယ်ဒီအိမ်မက်မက်တာအခုမှမဟုတ်ပါဘူးတခါကရွက်လေတင်မောတစည်းပေါ်နေထိုင်သွားဖို့စိတ်ကူးရင်ပါသေးတယ်ဟာဝိုင်ယီမှာကတင်တလုံးဖွင့်အိပ်ပြီးမနှက်စာစားမယ်လို့ကြံသေးတယ်ဒီစိတ်ကူးတွေတကူမှမလုပ်ဖြစ်ပါဘူးမိသားစုစားဝတ်နေရေးတွေနဲ့ပဲအချင်းကုန်နေရတယ်ကလေးတွေလည်းအရွယ်ရောက်လာခဲ့ပြီသူတို့ဇနီးမောင်နှံရဲ့ငွေကြေးရေးလည်း okay နေပြီဒါနဲ့တောင်လက်ရှိတင် जा ရေးကိုအငိမ့်စားယူတဲ့အထိဆက်တင်နေတင်သလားဆိုတာကိုတွက်ချက်နေရတယ်ဒီလိုနဲ့စိတ်ကြယောဂါရပြီးကျမရဲ့စိတ်ကူးတာအခန်းကိုရောက်လာပါတော့တယ်စီးပွားရေးသမားအဖြစ်မစွန်းစားတင်ဘူးလို့သူတို့နှစ်ယောက်သဘောတူထားကြပေမဲ့သူဖြစ်ချင်တဲ့အရှိအလားလားအကြောင်းတွေကိုပဲကျမကိုရင်ဖွင့်နေခိုင်းမှာသူ့မျက်လုံးတွေလက်လာပြီးခန္ဓာကိုယ်တစ်ခုလုံးတက်ကြွနဲ့ရှင်လန်းလာတာအထင်းသားမြင်နေရတယ်ပြီးခဲ့တဲ့သူ့အထိတ်ကအကြောင်းတွေကျမတို့ဆွေးနွေးကြတယ်ပြီးခဲ့တဲ့နှစ်အနည်းငယ်ကသူလုံးချင်းအိမ်ချမ်းမြေမှာရင်းနှီးမြှုပ်နှံတာငွေအမြောက်များဆုံးရှုံးသွားခဲ့ရတယ်အဲ့ဒီကလေးကငွေကြေးအရေးစွန့်မလုပ်ဝင်တော့ပဲကြောက်သွားခဲ့ရတယ်အခုနည်းနည်းစိတ်ကူးတာခံပြီးတဲ့အခါကိုပိုင်စီးပွားရေးလုပ်ငန်းတစ်ခုတော့သူလှုပ်ချင်နေတော့မယ်လို့ဝန်ခံတယ်တည်ငြိမ်နေစေလက်ရှိအရက်ကိုစွန့်လို့ပြရမှာကြောက်နေတယ်တက်သားဆိုင်ရာလက်သမားအလုပ်မှာသူကျွမ်းကျင်ကြောင်းယုံကြည်နေတယ်ဒါပေမဲ့ပရိဘောဂဆိုင်ရာဘူးသူတားတော့မရှိသေးဘူးသူကိုယ်သူစီးပွားရေးကဘာနဲ့ဆိုင်တဲ့ပညာပြန်ပေးဖို့ခြေလမ်းတွေဆွေးနွေးကြတယ်ဒီကစီးပွားရေးသင်တန်းတွေတက်ချင်တယ်လို့ပြောတယ်ဒေတာခံကောလိပ်မှာပဲဖြစ်ပေါ့ဒေတာဆိုင်ရာစီးပွားရေးနယ်ပယ်အုပ်စုတွေဝင်ကျင်တယ်လို့လည်းပြောတယ်နောက်2ပတ်3ပတ်လောက်မှာစီးပွားရေးလုပ်ငန်းတင်တန်းအချိန်ပိုင်းစားတက်ဖို့ဆုံးဖြတ်လိုက်တယ်ကိုရောင်ထဲမှာညာဖက်ပရိဘောဂတွေကိုယ်တိုင်စလုပ်တယ်ကုန်ကြစရိတ်နဲ့စရင်းနေတယ်စိုင်ဖွင့်စရာနေရာမရှိလို့အွန်လိုင်းကပရိဘောဂတွေစာရောင်းတယ်သတင်းစာတွေကျင်ညာတယ်အိမ်မက်ကိုလက်တွေ့အဖြစ်ပြောင်းလဲလာနိုင်တဲ့အတွက်ပရိဘောဂရောင်းဝယ်ရေးလုပ်ငန်းကအောင်မြင်လာရုံသာမကသူ့ရဲ့လက်ရှိဈေးဆိုင်တင် जा ရေးကိုလည်းလုပ်ငန်းနဲ့ဆက်ဆက်နေတဲ့အတွက်တင် जा ရတာပို့ပြောလာတယ်တင် जा ရေးကိုစွန့်လွတ်ဖို့ကိုလည်းမယုံကြည်တော့ပဲလုပ်ငန်းနဲ့တွဲတင် जा သွားပါတော့တယ်အရေးစွန်ရေးရဲ့အတိတ်ပဲကျွန်တော်တို့ဘဝမှာအရေးစွန်ရမှုတွေများစွာရင်ဆိုင်ကြရမှာငွေကြေးရေးရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာလူမှုရေးတွေပါဝင်ခဲ့တယ်လူတွေကမကြာခဏအရေးစွန်လုပ်ရမှာကိုရှောင်ကြတယ်အောက်ပါအချက်တွေမှာတင်အကောင်းဆုံးတုံ့ပြန်နိုင်ပါသလားတင်ဘဝထဲမှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေလုပ်ဖို့ရုန်းကန်နေရပါသလားတင်လှုပ်ချင်တာတွေနေဘက်အိမ်မက်မက်ပင်မဲ့ဘာလုံးမှမလုပ်ဖြစ်ဘူးဘဝမှာရင်ခုန်စရာကိစ္စတွေနဲ့ဆွေးနွေးကမ်းမြောင်များစွာတင်လုံနိုင်ကြောင်းမကြာခဏစဉ်းစားနေပေမဲ့တင်အကြောက်တရားကနောက်ပြန်ဆွဲတာတယ်အရေးစွန့်ရမှာစဉ်းစားရတဲ့အခါတင်များသောအားဖြင့်အဆိုးဆုံးဖြစ်ရတွေဖြစ်လာမယ်လို့စိတ်ကူးမိပြီးအခွင့်အလန်းကိုမရွေးချယ်မိဘူးတင်ဘဝရဲ့နေပယ်တချို့လူမှုရေးငွေရေးရုပ်ပိုင်းတွေမှာအရေးစွန့်ရမှာကြောက်လို့ရှောင်တိတ်တတ်တယ်တင်ကြောင်းရုံမှုအဆင့်တွေပေါ်အခြေခံပြီးဆုံးဖြတ်တယ်နည်းနည်းပဲကြောက်ရင်တင်တချို့လုံနိုင်တယ်ဒါပေမဲ့တင်တကယ်ကြောက်တဲ့အခါအရေးစွန့်လုပ်ရမှာပညာမရှိသလိုဆုံးဖြတ်တော်တယ်ရလက်တွေကကံတရားတွေအပေါ်မှာကြက်ကြဲပြန့်ပြန့်မိကိုနေတယ်လို့တင်ချင်တယ်အရေးစွန့်မှုကိုဘာကြောင့်ရှောင်ကြသလဲဒီကစီးပွားရေးလုပ်ငန်းတစ်ဖွင့်တဲ့အခါပြီးခဲ့တဲ့ငွေကြေးဆုံးရှုံးမှုကိုသတိရပြီးနောက်ထပ်အရေးစွန့်လုပ်ရမှာအစိုးမြင်နေမိတယ်ဒေဝါလီခံရလေမလားလုပ်ငန်းတစ်ကြာဆုံးလေမလားလို့စိတ်ထင်နေရရှာတယ်သူချဲ့ကားတွေးထားတဲ့အစိုးမြင်အတွေးတွေကကြောက်ရွံ့မှုစီဥတည်သွားပြီးအရေးစွန့်လုပ်ရည်အလုပ်ဖြစ်အောင်ကာကွယ်တားဆီးတော့တယ်စိတ်လှုပ်ရှားမှုကယုတ်ထိပေတာအပေါ်ကျော်လွန်သွားခြင်းဂျက်ကအတော်စိတ်လှုပ်ရှားတတ်တဲ့ကြောင်လေးဖြစ်တယ်အတော်ထူးဆန်းတာတွေကိုကြောက်တတ်သူတွေပဲဥပမာသူကကျန်းကင်းပုံစံတွေကိုကြည့်ပြီးကျန်းပေါ်ခြေချရမှာကြောက်တယ်
ကော်စောခင်းထားတဲ့အပေါ်ရှောက်ရမှာကိုအတော်ချစ်တယ်။ကျန်းကင်းတောက်တောက်ပြောင်ပြောင်တွေအပေါ်ရှောက်ဖို့ယုံကြည်ရခက်နေပုံပဲ။ဂျက်ကသူ့ကြောက်လန့်မှုကိုစီမံဖို့စီးမြင်တွေဖန်တီးတယ်။တစ်သားကျန်းကင်းဆိုရင်ပြဿနာမရှိလမ်းလျှောက်ရတာချောလို့ဇင်းကျက်လန်းကကြွေပြားကျန်းကင်းတွေကြအချင်းမချနိုင်တော့ဘူး။ကျမရုံကန်တဲ့တူလာခြင်းပေမဲ့ကျမရဲ့ကြွေပြားခင်းထားတဲ့ကျန်းကင်းကိုအရေးဆုံးမလျှောက်ရဲလို့ရှွန်းတွတ်တွတ်ဖြစ်နေရှာတယ်။နောက်ဆုံးကျမအခန်းထဲမှာကော်စောအကျန်းခင်နဲ့လမ်းကြောင်းတစ်ခုကိုလှုပ်ပေးရတော့တယ်။ကျမဘေးကဂျက်ပေါ်တော်ကျူးဆိုင်တဲ့မျိုးပြင်ကအိမ်ကိုဂျက်လာလဲနိုင်အောင်မျက်ဖြာခင်းထားပေးတယ်။သူ့အတွက်စီးမြင့်တွေထဲမှာထဲသွင်းချက်တစ်ခုရှိတယ်။မိဖို့ဆောင်ထဲမှာចောင်းစာခွက်ချပေးထားတယ်။ចောင်းစာခွက်ကဆွဲဆောင်နေလို့ကြွေပြားခင်းထားတဲ့မိဖို့ဆောင်ထဲအရဲစွန့်ဝင်လာပါတော့တယ်။မိဖို့ဆောင်ထဲပထမခြေတစ်ဖက်နဲ့စမ်းကြည့်ရဲ့။နောက်ရှိခြေနှစ်ဖက်နဲ့နင်းကြည့်တယ်။နောက်ခြေသုံးချောင်းထောက်ဝင်လာပါတော့တယ်။နောက်ဆုံးတစ်ဖက်ကကော်စောပေါ်မှာကြံရစ်ခဲ့တယ်။အခါတရံခြေလေးချောင်းစလုံးစိတ်ချလက်ချကြွေပြားခင်းကျန်းပေါ်ရှောက်လို့ကြောင်စာခွက်စီသွားတတ်တယ်။ဘဲချန်းကင်းကလုံကြုံလို့ဘဲချန်းကင်းကကြောက်ဖို့ကောင်းတယ်ဆိုတာဂျက်ဘလို့နေကုန်းချုပ်ဆွဲယူလဲတော့မသိနိုင်ဘူး။ရုတ်တိပေတာကင်းတဲ့ကြားကဂျက်အတွက်တော့အဓိပ္ပာယ်ရှိနေတာထင်ရှားတယ်။ကျမတို့ဆုံးဖြတ်ချက်တွေရုတ်တိပေတာအပေါ်အခြေခံရမယ့်အစားစိတ်လှုပ်ရှားမှုတွေပေါ်မှာအခြေခံတတ်တယ်။ကျမတို့ရဲ့အကြောင်းရုံးမှုအဆင့်နဲ့အရေးဆုံးမှုအဆင့်ကြားဓာတ်ရိုက်အပြန်အလှန်ဆက်ဆက်မှုပေါ်မှာမမှန်ကန်စွာယာထားတတ်ကြတယ်။အရေးဆုံးရမှုကိုဘလို့တွက်ချက်လဲဆိုတာအမှန်တကယ်နားလည်သွားရင်အရေးဆုံးမှုကိုထိုက်တန်ကြောင်းသိနားလည်လို့ဒါလုပ်ဖို့အကြောင်းရုံးမှုတွေတပုံကြီးများလာမယ်။အရေးဆုံးမှုအကြောင်းကျွန်တော်တို့မစင်စားအရေးဆုံးမှုကိုတွက်ချက်ဖို့ကျွန်ုပ်တို့ရဲ့အပြုအမူတွေကအကောင်းမြင်သို့မဟုတ်အဆိုးမြင်အကျိုးဆက်တွေရလက်တွေပေါ်လာလိမ့်မလားလို့ဖြစ်နိုင်ခြေကိုနမိတ်ဖက်ရမယ်။ပြီးတော့အဲ့ဒီအကျိုးဆက်တွေကဘလောက်ကြီးမားစွာတက်ရောက်တယ်လဲဆိုတာကိုတိုင်းတာရမယ်။အရေးဆုံးမှုကအတွေးလုပ်ငန်းစဉ်တစ်ခုနဲ့စတင်တဲ့အရေးဆုံးမှုတွေနဲ့ပတ်သက်တဲ့တင့်ရဲ့အတွေးကတင့်ရဲ့ခံစားပုံကိုလွှမ်းမိုးနေတယ်။အဆုံးသတ်မှာတင့်ရဲ့အပြုအမူတွေကိုရင်းရိုင်စေတယ်။တင်ကားမောက်နေစဉ်ဘလောက်မြင်မြန်သွားရမလဲလို့ဆုံးဖြတ်ရမယ်။လမ်းတစ်လျှောက်တင်သွားနေစဉ်လုံခြုံရေးနဲ့တရဝင်အရေးဆုံးမှုတွေကိုတင်ရင်ဆိုင်ရမယ်။ဒီအရေးဆုံးမှုတွေကိုတင်အချိန်နဲ့ချိန်ညှိရပါမယ်။မြင်မြန်ပြောင်းလေကားထဲမှာအချိန်ကုန်ရတာနည်းလေပါပဲ။ဒါပေမဲ့အမြန်မောင်းတာကမတော်တဆဖြစ်နိုင်ခြေရင်မောင်းဥပဒေရဲ့အကျိုးဆက်တွေဒုက္ခတို့တိုးလာနိုင်ပါတယ်။အမှန်တရားကဘယ်အရေးဆုံးမှုကိုယူမယ်ဘယ်အရေးဆုံးမှုကိုရှောင်ရမယ်ဆိုတာကျွန်တော်တို့အများစုအချိန်တွေများများမြုပ်နှံမတွက်ချက်နိုင်ကြဘူး။ဒီအစားကျွန်တော်တို့ဆုံးဖြတ်ချက်တွေကစိတ်လှုပ်ရှားမှုနဲ့အလေးထားတွေပေါ်မှာပဲအခြေခံနေကြတယ်။တကယ်လို့ဒါကတိတ်ကြောက်လွန်းလာရင်ကျွန်တော်တို့အရေးဆုံးမှုကိုရှောင်လိုက်မယ်။တကယ်လို့ဖြစ်နိုင်တဲ့အကျိုးတွေစိတ်လှုပ်ရှားရင်ခုန်နေရရင်တော့အရေးဆုံးမှုကိုပုံမျက်စိရှန်သွားဖွယ်ရှိတယ်။တွက်ချက်ထားတဲ့အရေးဆုံးမှုမပါပဲတာမန်ထက်ထူးခဲ့တဲ့အရာတွေမလုပ်ပါနဲ့။ဥက္ကမအာမန်ဟာဆွစ်ဇာလန်ဇာတိဘွားအင်ဂျင်နီယာအဖြစ်အမေရိကန်ပြည်တဲ့အခြေချလာသူဖြစ်တယ်။နယူးယောက်စိတ်ကမ်းရဲ့အင်ဂျင်နီယာချုပ်အဖြစ်စလုပ်တယ်။9နှစ်ကြာတော့ဒရိုက်တာဖြစ်လာတယ်။အာမန်တကယ်ဖြစ်ချင်တာကဘီတုကပါအထင်ကြီးွယ်သူ့လက်ရတရားတွေကဘရာထရိုနဲရိုတီလာရောအထိမ့်မဲ့တရား wood women တို့ပါပဲသူ့ရဲ့ဒီဇိုင်းတွေနဲ့အစင်အပြင်မွမ်းမံဖန်တီးချက်တွေကရှုပ်ထွေးခမ်းနားလာလို့စုတစိတ်တွေအများကြီးရခဲ့တယ်။သူ့အသက်60ကနေ86နှစ်အထိဘီတုကကန်နဝင်လက်ရတွေကိုဖန်တီးခဲ့တယ်။ဒီလိုစရာအိုးရွယ်မှာလူအများစုကဘယ်တော့မှအရေးစုံမလုပ်ချင်တတ်ကြဘူး။တွက်ချက်ထားတဲ့အရေးဆုံးမှုကိုရွေးချယ်ခြင်းဖြင့်သူ့အိမ်မက်တွေရှင်သန်လာရတာဖြစ်ပါတယ်။အသက်တာဆုံးလုံးမဲ့အရေးဆုံးမှုများကိုသာလုပ်ရင်အခွင့်အလမ်းကြီးကြီးတချို့ကျွန်ုပ်တို့လွတ်သွားနိုင်တယ်။တွက်ချက်ထားတဲ့အရေးဆုံးမှုကိုလုပ်ရင်တာမညဘဝမျိုးနေထိုင်ခြင်းနဲ့တာမန်ထက်ထူးခဲ့တဲ့ဘဝမျိုးနေထိုင်ခြင်းတို့အကြားခြားနားမှုကိုဆိုလိုပါတယ်။ရုပ်တုပေတာကြကြရွေးချယ်မှုထဲကိုစိတ်လှုပ်ရှားမှုကဝင်နောက်ဆက်ခြင်းကျွန်တော်တို့ရဲ့အကြောက်တရားတိုင်းတာရေးမီတာတွေကအားထားလောက်ဖွယ်မရှိဘူး။တခါတရံကျွန်တော်တို့လက်တွေ့ပါအန်ဒီရဲမှမရှိပဲရှောင်းတိန်တက်ကြတယ်။လွဲမာတဲ့ယုံကြည်ချက်တွေကြောင့်ကြောက်လန့်တက်ကြတယ်။ဥပမာကင်ဆာအကြောင်းသူတေသနာတွေယူကြည့်ပါ။လေ့လာချက်တွေကြောင့်တရားသူဟာတေသူ၄ဦးမှာတဦးကြစီကင်ဆာကြောင့်လို့သိရတယ်။အစီရင်ခံစာတွေကလာမယ့်နှစ်အနည်းငယ်အတွင်းမှာကျွန်ုပ်တို့အားလုံးရဲ့အချက်ဝက်နီးပါးဟာကင်ဆာကြောင့်သိရမယ်လို့ဆိုထားတယ်။ဒီစီရင်အင်းတွေကသတိပေးနေတယ်။သူတို့လမ်းကလွှဲလိုက်နေကြတယ်။ကျမ်းမာတဲ့ဘဝနေထိုင်မှုစတိုင်ကိုချိန်မဲ့ကျမ်းမာတဲ့လူငယ်တယောက်ကအသက်ကြီးကြီးကိုအလေးချိန်စီးနေသူစစ်လိတ်သမားအဖို့ဝန်နဲ့နိုင်ရှင်ရင်ကင်ဆာဖြစ်နိုင်တဲ့ဒုက္ခနဲ့မယ်ထင်ရတယ်။ဒါပေမဲ့တစ်ခါဒီစည်ရင်းစရာတွေနဲ့ကျွန်တော်တို့ကြောက်တာတွေနဲ့တလွဲဖြစ်နေတယ်။မီဒီယာပုံမြင်တွေကတတိပေးထားတာကကျွန်တော်တို့ရဲ့မိဖို့ဆောင်တွေကအင်သာထိုင်ကုန်တွေတက်တောင်ယောဂပိုးမွားတွေပိုပါနေသေးတယ်လို့ဆိုတယ်။ယောဂပိုးကြောက်သူတွေကဒီပိုးတွေကူးဆက်မှာကို
ရင်ဆိုင်တိုက်ပွဲဆင်ကြရမှာသူတို့အိမ်တွေနေ့စဉ်ဓာတုပိုးသက်ဆေးတွေနဲ့ဖြန့်ကြတယ်သူတို့လက်တွေခဏခဏဘက်တီးရီးယားဆန့်ကျင်ရေးထုတ်ကုန်စက်ပြမျိုးစုံနဲ့တိုက်ချုပ်စေကြကြတယ်ဂျွန်ဟေကင်ကလေးတငယ်စန်တာရဲ့လိလာချက်ထဲမှာအစ်စ်မေဖွဲ့လာတဲ့ကလေးပေါက်စတွေကပိုးမွားအားလုံးကိုလမ်းဖွင့်ပေးထားပြီးကျွတ်တွေပိုးဟက်တွေနဲ့နီးစပ်တဲ့တိုင်အောင်ပန်းနာရင်ကျန်းနဲ့ရာနာဓာတ်မတည့်တာတွေဖြစ်နိုင်မှုဒုက္ခရောနေကြတယ်လို့ပါတယ်။အကြောက်တရားဥဆောင်သူများစွာကတော့ဒီပိုးမွားတွေကသူတို့တကယ်ကြုံတွေ့တာအထက်ဒုက္ခတွေပိုမြင့်မြင့်မမာဖွင့်ထားတယ်လို့မမှန်မကန်ပြထားကြတယ်။လက်တွေမှာဘက်တီးရီးယားတွေလူကင်းတဲ့ပတ်ဝန်းကျင်ကကျွန်တော်တို့ကျန်းမာရေးကိုပိုးမွားတွေထက်တောင်ကြီးမားစွာချင်းချောက်လမ်းဖွင့်ပေးနေတာဖြစ်ပါတယ်။ဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းစဉ်တစ်လျှောက်လုံးကျွန်တော်တို့ရဲ့စိတ်လှုပ်ရှားမှုတွေကိုတတိပြုသွားဖို့အရေးကြီးပါတယ်။သင်ဝန်းနေတဲ့အခါကြာဆုံးနိုင်ပြီးအရေးဆွံ့ရမှုဒုက္ခကိုဂရုမထားတော့ပဲခေါင်းရှိတိုးဝေးတတ်တယ်။သူတည်တနာတွေပြတာကတခုခုကိုကြောက်တာဟာတင့်ဆုံးဖြတ်ချက်တွေကိုလွှမ်းမိုးနိုင်တဲ့အရေးဆွံ့မှုနဲ့လုံးဝမသက်ဆိုင်ဘူးလို့ဆိုတယ်။သင်အလုပ်ထဲမှာစိတ်ဖိစီးနေရင်အိမ်အစ်စ်တစ်လုံးဝယ်ဖို့စဉ်းစားနေတယ်ဆိုပါစို့အလုံးမှာစိတ်မဖြစ်စည်းတော့တဲ့အခါအိမ်အစ်စ်ဝယ်ရေးကိုပိုကြီးမာတဲ့အရေးစွန်ခြင်းလို့ပိုရှုမြင်သဘောထားလာနိုင်ပါတယ်အရေးစွန်မှုကိုတွက်ချက်ပြီးကြောက်ရွံ့ခြင်းကိုရှော့ပစ်ပါဂျေးဟာကိုပိုင်လုပ်ငန်းတွေကိုတိုးဝင်ဖို့ပြင်တဲ့အခါဂျေဝါလီခနိုင်ခြင်းရှိတဲ့နီလန်တွေကိုစပြီးခွဲခြားသတ်မှတ်ကြည့်တယ်သူတက်တရာရသွားပြီးသူ့လုပ်ငန်းကိုဒိတ်ချတရားလက်တွေ့ဖြစ်လာရေးဘယ်လိုလုပ်မလဲလို့ပို့ပြီးရုပ်တိကျကျစဉ်းစားနိုင်စွမ်းရှိလာတယ်လုပ်ငန်းဆောက်လုပ်ခါစားမှာကိုရင်းနှီးထားတာတွေချက်ချင်းပြန်ရမှာမဟုတ်ကြောင်းရှင်းနေတဲ့အတွက်ကြကြနနစဉ်းစားပြီးတဲ့အခါသူလက်မခံခြင်းနဲ့တွက်ချက်ထားတဲ့အရေးစွမှုတစ်ခုပေါ်လာပါတယ်။ရုပ်တိနဲ့စိတ်လှုပ်ရှားမှုကိုချင်းစားခြင်းတင့်စိုးရင်ကြောင်းကြမှုအစဉ်ကအရေးစွမှုနဲ့ပတ်သက်တဲ့နောက်ဆုံးဆုံးဖြတ်ချက်တွေလုပ်ဖို့အထောက်အကူပေးတယ်လို့တွေးတောခြင်းဖြင့်တင်အယူဖြစ်မခံပါနဲ့တင့်ခန်းစားကြွက်တွေကအာမထားတော့ပါဘူးတင်စိတ်ပိုလှုပ်ရှားလေလေရုပ်တိကြကြစဉ်းစားနိုင်မှုရောလာလေပါပဲအရေးဆုံးရင်းနဲ့ပတ်သက်တဲ့တင်းရဲ့ရထပူရာကြကြအတွေးတွေတိုးတက်လာမှတင်းရဲ့စိတ်လှုပ်ရှားမှုတုံ့ပြန်မှုတွေနဲ့ချိန်စာရေးကိုတင်ရင်ဆိုင်ရမှာပါလူများစွာကအာကာသရင်ပြန်စီလို့ကြောက်ကြတယ်ဒီအကြောက်ကထိန်းချုပ်မှုကင်းမဲ့နေတာကမြပြားခံပါတယ်လေရင်ကိုပိုက်လော့ကသာထိန်းချုပ်နေပြီးခီးတဲ့တွေကထိန်းချုပ်မှုကင်းမဲ့နေတာကြောင့်ခီးတဲ့တွေကပိုကြောက်တတ်ကြပါတယ်ဒီလိုလေချောင်းသွားရမှာကြောက်တက်တဲ့သူကကုန်းချောင်းမှာခရီးဝေးကိုကားစီးပြီးသွားကြတယ်။ကုန်းချောင်းကားနဲ့သွားရတာကလေချောင်းထက်ပိုအန်ရများနေတာစိတ်ရင်းအင်းတွေရသိရပါတယ်။ကားတိုက်လို့တရားသူတွေက17တန်းမှာတယောက်ပဲရှိတယ်။ကုန်းလန်းကသွားမယ်လို့ရွေးချယ်ထားတာကရုပ်တိပေတာကြောင့်မဟုတ်ပဲစိတ်လှုပ်ရှားမှုအပေါ်မှာအခြေခံနေတာပါ။ဘလို့ပဲဖြစ်ဖြစ်လူအများစုရဲ့ရွေးချယ်မှုကစိုးရိမ်ကြောင်းကြစိတ်ပမာဏအနည်းဆုံးကိုဖြစ်စေပါတယ်။အရေးစွန်လုံးရမယ့်အတွေးတွေကိုဂရုစိုက်ရရင်တင့်ဆုံးဖြတ်ချက်တွေကိုခန်းစားမှုအပေါ်မှာမဟုတ်ပဲအချက်အလက်ပေါ်မှာအခြေခံရေးကိုတေချာအောင်လုပ်ပါကျွန်တော်တို့ရဲ့အကြီးကဘဝမှာများစွာဆုံးဖြတ်ချက်တွေကယထာဘူတာမကြမှုအပေါ်မှာအောက်ပါတို့ကိုအခြေခံနေတာတော့လုံးဝကြောက်လန့်စရာပါပဲအခြေအနေတစ်ခုပေါ်မှာကျွန်တော်တို့ဘလောက်ထိန်းချုပ်နိုင်လဲဆိုတာမမှန်မကန်စင်ကြက်ချနေတတ်တယ်ကိုပို့ပြီးထိန်းချုပ်နိုင်တဲ့ထင်တဲ့ကိစ္စမှာအရေးစွန့်ရမှုပိုကြီးမားစွာလှုပ်ချင်ကြတယ်။ driver ကုန်းမှာမောင်းဖို့တာဝန်ယူလိုက်ရရင်တတောက်တတာဖြစ်သွားတတ်ကြတယ်။တင်မောင်းခွင့်ရလိုက်တာနဲ့ကားတိုင်းမှုမဖြစ်ဘူးလို့မဆိုလိုဘူး။လုံခြုံရေးအစီအမံတွေနေရာတကြားရှိရင်ပဲကျွန်တော်တို့ပေါ့တန်ရဲတင်းလာတတ်တယ်။လုံခြုံရေးပိုက်ကွန်တွေနေရာတကြားထားပြီးပြီလို့ထင်တဲ့အခါကျွန်တော်တို့ပေါ့တန်ဗျမ်းပတာပြုတ်မှုတတ်တယ်။နောက်ဆုံးမှကျွန်တော်တို့အရေးစွန့်မှုကိုတိုးကြတယ်။လူတွေကထိုင်ကုန်ကပတ်ဖက်လိုက်ပြီးဆိုမှအရှင်ပိုပြင်းပြင်းမောင်းတက်ကြတယ်။ကျွမ်းကျင်မှုနဲ့အခွင့်အလမ်းကြားခြားနာချက်တွေကိုအတိမတ်ပြုတ်တတ်ကြပါကာစီနိုလောင်းစားဝိုင်းမှာအန်စာတုံးလဲသူကကနန်းကြီးကြီးကြစေခြင်းအန်စာတုံးကိုခပ်ပြင်းပြင်းလှုပ်ခါချတတ်တယ်ကနန်းသေးသေးလေးကြခြင်းရင်အန်စာတုံးကိုဖြည်းဖြည်းဖော့ဖော့ခောက်တတ်တယ်ကံအခွင့်အလမ်းကိုအားပြုတဲ့လောင်းကစားမှာတောင်ကျွမ်းကျင်မှုလိုအပ်သေးတာပဲအယူသေးတဲ့ယုံကြည်မှုတွေကကျွန်တော်တို့ကိုလွှမ်းမိုးတတ်တယ်တခုခုအရေးဆုံးလုပ်ရပြီဆိုရင်ဘေးဒင်းတွေရေရာတွေလက်ဖွဲ့တွေသုံးလာကြတယ်ရင်းနှီးချောင်းဝင်မှုနဲ့မှတက်တောင့်တက်တာရှိတတ်ကြတယ်။အရေးစွန့်ရမှုလောက်ပါများလေလေကိုတကယ်လောက်တဲ့အရေးစွန့်မှုကဘလောက်ကြီးမားကြောင်းကိုအတွက်အချက်လဲတော့မလို့ဖြစ်လေလေပါပဲ။အရေးစွန့်မှုတစ်မျိုးတည်းကိုထက်ခါလုံးမိရင်အရေးစွန့်မှုမှန်သိမြင်မှုတွေရက်ဆိုင်သွားတတ်တယ်။တခြားသူတွေရဲ့အရေးစွန့်မှုအပေါ်တိတိကျကျသိမြင်နိုင်စွမ်းအပေါ်မှာယုံကြည်မှုတပုံကြီးနေရာချထားမိမယ်။စိတ်လှုပ်ရှားမှုတွေကူးစက်တတ်တယ်။သင်ကဆက်လက်မိကိုအနှံ့တွေရင်ပါသူတွေကြားတယ်ရောက်နေရင်တင်းစိတ်တဲလေဆက်လက်အနေရဲ့ကိုအာယုံများစွာမဆိုင်မိခပ်ပေါ့နေမိလာလိမ့်မယ်စမ်းကျင်ဘက်အားဖြင့်ဆက်လက်အနှံ့ကိုမခံနိုင်ပဲတေလောက်အောင်မုန်းသူတွေကြားထဲရောက်နေရင်တော့တင်းလည်းအများကြီးတုံ့ပြန်မိမှာပါအရေးစွန့်ရမှုအ ਨੇ ဆုံးဖြစ်ရင်အောင်မြင်မှုအများဆုံးနှစ်စဉ်
ကျမရဲ့အထက်တန်းကျောင်းပွဲရအခမ်းအနားရောက်ရင်အမှတ်အများဆုံးအောင်သူရဲ့ဘွဲရမိကွန်းပြောရလေးရှိပါတယ်အထက်တန်းရောက်တဲ့နှစ်မှာကျမမိကွန်းပြောကြရမယ့်အလဲကိုရောက်လာတယ်ကျမကအတန်းထဲမှာအမှတ်အများဆုံးရသူဖြစ်နေတာကိုကျမရဲ့မိကွန်းကိုရေးသားဖို့စူးစမ်းတဲ့အခါဘာစကလုံးတွေခြာရေးရမယ်မသိဘူးကျမသိချက်တယ်လူပုံပရိသတ်အလဲဝေးလို့အတန်းထဲမှာတော့စကားထမပြောရဲဘူးကျမပရိသတ်ရှိထွက်ပြီးစကားမပြောရဲမပြောဝံ့တာဘာကိုကြောက်နေလဲလို့အချိန်တချို့ယူပြီးကျမစဉ်းစားကြည့်တော့မှပေါ်လာတဲ့အကြီးဆုံးအကြောက်တရားကတော့ပရိသတ်တွေကကျမပြောတာမကြိုက်လို့ပယ်ချကက်ရက်မှာကိုပဲဖြစ်နေပါတယ်ကျမစကားပြောပြီးတဲ့အခါပရိသတ်ကအတန်တိတ်နေကြမှာကိုမြင်ရောက်နေတယ်။ဩဘာတန်ကိုတောင်းတနေမိတာပါ။ဒါကြောင့်ကျမရဲ့အရေးဆုံးရမှုတက်တာစေဖို့အချစ်ဆုံးတငယ်ချင်းတွေနဲ့အတိုင်ပင်တဲ့အခါသူတို့ကတောက်ပတဲ့စီမံကိန်းတစ်ခုလုံးပြီးကူညီပေးမယ်လို့ကတိအားပေးတယ်။သူတို့စီမံကိန်းကကျမရဲ့အရေးဆုံးမှုကိုတက်တာစေလို့ကျမရဲ့မိကုန်းကိုကြိုတင်ချရေးနိုင်မှာတော့တယ်။နောက်2 ပတ် 3 ပတ်လောက်မှာဘွဲရအခမ်းအနားကျင်းပမယ့်နေ့ရောက်လာတယ်။အဲ့ဒီနေ့မှာကျမမိကုန်းပြောပြီးတဲ့အခါတငယ်ချင်းတွေရဲ့စီမံကိန်းကိုသိလိုက်ရတယ်။တငယ်ချင်းတွေအားလုံးမတက်ထရလိုက်ပြီးတောင်းတောင်းဖြတ်ဖြတ်ဩဘာလက်ခုပ်တီးလိုက်ကြတာကဘာပေါ်မှာအကောင်းဆုံး rock guitar ပွဲကြီးတွေရောက်နေတဲ့အတိုင်းပါပဲရှင်အခန်းထဲမှာလူတစုကဒီလိုထားလို့တော့ဘာဖြစ်သွားပါသလဲကျမပရိသတ်တွေအားလုံးလည်းလိုက်ပြီးလက်ခုပ်ဩဘာပေးလိုက်ကြတာစူညံလို့သွားပါတယ်ဒီနေ့အခါမှာတော့ပရိသတ်ပုံလေကျမစကားပြောရမှာမကြောက်တော့ပါဘူးကျင်သားရသွားပါပြီပေးထားတဲ့အခြေအနေတခုတိတ်ထူးခြားတာတင်ကြုံရရင်အရေးဆုံးရမှုကတိတ်မဟုတ်တော့ပါဘူးတင်းရဲ့အရေးဆုံးရမှုအဆင့်ကိုတွက်ဖို့အောက်ပါမိကုန်းတွေကိုမေးကြည့်ပါရင်းစားပေးရမယ့်တန်မိုးတွေကပါလဲတခါတည်းရင်အရေးဆုံးလုပ်ရမယ့်တန်မိုးတွေကထင်သာမြင်သာရှိပါတယ်တင်ရင်းနှီးလိုက်ရတဲ့ပတ်စံငွေကြေးတွေလို့ပေါ့ဒါပေမဲ့တခြားအချိန်တွေမှာထင်သာမြင်သာမရှိတဲ့ရင်းစားပေးရမှုတန်မိုးတွေကအရေးဆုံးရမှုတွေနဲ့ဖွဲ့စည်းနေပြန်ပါတယ်ပယ်ချညင်းဆိုရမယ့်ဒုက္ခတွေပဲဖြစ်နေပါတယ်ရေရှည်အကျိုးစီးပွားတွေပါတယ်လေအရေးဆုံးရမှုကအခြေအနေပိုကောင်းလာရင်ဘာဖြစ်လာမလဲဆိုတာကိုစောင့်ကြည့်ပါငွေကြေးအကျိုးမြတ်တွေတိုးလာလိမ့်မလားဆက်ဆံရေးတွေပိုကောင်းလာလိမ့်မလားငါပန်းနိုင်တွေရောက်ဖို့ဒီကိစ္စကအထောက်အကူပေးပါသလားတင်းရဲ့ပူကြီးမားတဲ့ပန်းနိုင်တွေစစ်ဆေးကြည့်ဖို့နဲ့ဒီအရေးဆုံးရမှုပန်းနိုင်ထဲမှာဘာကိုတရုပ်ဆောင်သွားလဲကြည့်ဖို့ကအရေးကြီးပါတယ်တခြားရွေးချယ်လို့ရတာတွေကဘာတွေလဲတခါတရံရွေးချယ်မှု2 ခုပဲရှိတတ်တယ်ဒီအရေးဆုံးမှုကိုကြော်ဖြတ်ရင်ကြော်ဖြတ်ဒါမှမဟုတ်တင့်ပန်းနိုင်တွေရောက်ဖို့ခြားနာတဲ့အခွင့်အလမ်းပုံစံတွေများစွာရှိပါတယ်အကောင်းဆုံးဖြစ်လာမယ့်မြင်ကွင်းကမှန်လာခဲ့ရင်ဘာကောင်းတာတွေရှိမလဲအကောင်းဆုံးဖြစ်လာမယ့်မြင်ကွင်းကမှန်လာရင်ဖြစ်လာမယ့်ဒိဋ္ဌမျောလင်းချက်တွေတိုးလာဖို့ကိုပဲဆက်ကြိုးစားသွားပါအစိုးဆုံးဖြစ်လာမှာတွေနဲ့အရေးဆုံးမှုကိုဘာကိုရှော့ချမလဲအစိုးဆုံးဖြစ်လာနိုင်မယ့်မြင်ကွင်းတွေကိုအမှန်ကန်စစ်ဆေးသွားဖို့အရေးကြီးတယ်။အရေးဆုံးမှုတွေကိုပြန်လျှော့ချဖို့အ ਨੇ ဆုံးဖြစ်စေမဲ့ခြေလှမ်းတွေကိုစဉ်းစားပါ။9 နှစ်အတွင်းဒီဆုံးဖြတ်ချက်တွေကဘလို့ရေးပါလာမလဲ။ဒီတိကျအရေးဆုံးမှုတွေကတင့်အနာဂတ်ကိုဘလို့ထိရောက်လာမလဲ။ကိုမေးပါ။အရေးဆုံးမှုကတင်းငယ်နေရင်နှစ်အနှဲငယ်အတွင်းတင်မှတ်မိမှာတော့မဟုတ်ပါဘူး။ကျင်းရင်တော့တင့်အနာဂတ်ကိုကြီးစွာထိခိုက်လာပါလိမ့်မယ်။အရေးဆုံးမှုလုပ်ခြင်းကိုလေ့ကျင့်ပါ။ Albert Ellis ကိုသူမသိမီ2009ခုနှစ်က Psychology Today magazine ကအကြီးမြတ်ဆုံးတက်ရှိစိတ်ပညာရှင်ကြီးလို့ဂမီးတင်ခဲ့ပါတယ်။ Ellis ကလူတွေကိုကိုရှုံးနေစေတဲ့အကျွေးတွေယုံကြည်မှုတွေကိုဘလို့စင်ခေါ်သွားရမလဲဆိုတာသင်ပေးတဲ့နေရာမှာနာမည်ကြီးတယ်။ဒီစည်းမျဉ်းတွေသင်ပေးုံသာမကသူကိုယ်တိုင်ဒါတွေတိုင်းရှိနေတတ်တယ်။လူငယ်လေးဘဝတုန်းကရှက်တက်သူဖြစ်ခဲ့တယ်။မိန်းကလေးတွေနဲ့စကားပြောရမှာကြောက်နေမိတယ်။ဒါကြောင့်အမျိုးသမီးတယောက်ကိုအချင်းချက်စကားမပြောရဘူး။ဒါပေမဲ့နောက်ဆုံးမှာပယ်ချခံရမှုကလောကမှာအဆိုးဆုံးကိစ္စတော့မဟုတ်သေးဘူးဆိုတာကိုသဘောပေါက်သွားခဲ့လို့သူ့ကြောက်ရွံ့မှုတွေရင်ဆိုင်သွားဖို့ဆုံးဖြတ်တယ်။သူတလလောက်နေစဉ်နေတိုင်းရုတ်ခဗေဒဥယျာဉ်ကိုသွားတယ်။မိန်းကလေးတယောက်ခုံထဲမှာထိုင်နေတာတွေ့တော့သူဘေးနားကထိုင်လိုက်တယ်။ထိုင်ပြီးစ10 မိနစ်အတွင်းစကားဆဖို့တွန်းအားပေးစူးစမ်းကြည့်တယ်။တလအတွင်းသူအချိန်130တိတိမိမတွေနဲ့စကားပြောနိုင်ဖို့အခွင့်အလမ်းတွေလုပ်ခဲ့ရမှာ130အနက်30လောက်မှာမိမတွေကသူ့ဘေးမှာလာထိုင်တာနဲ့ချက်ချင်းထထွက်သွားကြတယ်။ကျန်နာတွေနဲ့စကားဆပြောဖြစ်သွားတယ်။သူမိမ100ချင်းဆိုတာတယောက်ပဲဟုတ်ခဲ့လို့ပြောပြီးပေါ်မလာခဲ့ဘူး။ဒါမဲ့ Ellis ကတော့စိတ်မပြတ်ပါဘူး။ Ellis ကအရေးဆုံးမှုတွေပိုကြောက်လာစေတဲ့ယထာဘူတာမကြားတဲ့အတွေးတွေကိုသိထားပါတယ်။ဒီအတွေးတွေကသူ့ခံစားချက်တွေကိုလှမ်းမှုနေမှန်းနားလေတယ်။ဒီကြားထဲကအရေးစွန့်ရေးကိုလေ့ကျင့်နေတာပဲဖြစ်ပါတယ်။အရေးစွန့်မှုတွေမလုပ်မီလုံနေစဉ်အတွင်းနဲ့လုပ်ပြီးတဲ့အချိန်တွေမှာထပ်ပေါ်လာမယ့်ရလဒ်ကိုသူစောင့်ကြည့်တယ်။သူ့လိုပဲတင့်ကိုတင်ဘာလေးလာတွေးရှိတယ်လို့ကိုမေးကြည့်ပါဒီဘုသူတတွေကိုအနာဂတ်ဆုံးဖြတ်ချက်မှာတင်ဘလို့အသုံးချနိုင်မလဲဆိုတာကိုစစ်စစ်ဆက်ဆက်တွေးကြည့်ပါ
တွက်ချက်ထားတဲ့အရေးဆုံးမှုတွေကိုလှုပ်သွားရင်တင်အားပိုကောင်းလာဖို့လှုပ်သွားပါရစ်ချက်ဘရန်ဆန်ကဗာဂျင်ကိုကိုအခြေခံနဲ့ United Kingdom ကိုတည်ဆောက်ခဲ့တယ်အရေးဆုံးလို့ရတာမျိုးမှနာမည်ကျော်ထင်ရှားသူပါပဲသူဟာကလေးဘွားတုန်းကကျောင်းစာဖတ်ရမှာစလုံးပေါက်တပ်ပုံကစင့်ကလျားဖြစ်မှုတွေနဲ့ရုန်းကန်ခဲ့ရတယ်သူ့ရဲ့ academic စာသင်ကြားရေးကိုထိခိုက်လာတယ်သူကလက်မလျှော့ပါဘူးလူငယ်ဘဝနဲ့ပဲလုပ်ငန်းစွန့်စားမှုစားလုပ်ကြည့်တယ်အသက်15နှစ်မှာငှက်မျိုးစုံမွေးမြူရေးလုပ်ငန်းကိုစားလုပ်တယ်သူ့လုပ်ငန်းနောက်လိုက်တာညံလွန်းလို့သူ့ကိုယ်ပိုင်ကုမ္ပဏီတွေလေကြောင်းပို့ဆောင်ရေးလိုင်းတွေမိုဘိုင်းဖုန်းကုမ္ပဏီတွေအစီအကြီးပေါ်ထွက်လာတော့တယ်သူ့ရဲ့ empire ကလက်ရှိအသက်တင်တန်မိုးအားဖြင့်ခန့်မှန်းခြေဒေါ်လာ9ဘီလီယံခန့်ကျန်နေပါတယ်သူလွယ်လွယ်လေးအမိန်သားထိုင်ပြီးသူ့လောက်အားရဲ့အသီးအပွင့်တွေကိုကူးစားရင်းဇိမ်ခံနေနိုင်ပေမဲ့ဘရန်ဆန်ကတော့သူ့ကိုယ်သူနဲ့သူ့ဝန်ထမ်းတွေကိုနေ့စဉ်ဆက်လက်စိန်ခေါ်အရေးစွန်တာမျိုးကိုချစ်မြတ်နိုးနေပါတယ်။ဗာဂျင်မှာကျွန်တော်တို့အသင်းကိုတမက်ရိုးကြလုံရိုးလှုပ်စင်အဟောင်းတွေကနေလုတ်ကင်းစေမဲ့နီးစနစ်နှမျိုးကျွန်တော်သုံးထားတယ်။စံချိန်တွေချိုးဖျက်ရေးနဲ့လောင်းကျစ်ထက်ရေးတို့ပါပဲလို့သူက entrepreneur မဂ္ဂဇင်းပါစောင်းမထဲမှာရေးသားထားတယ်။ကျွန်တော်အတွက်နဲ့ကျွန်တော်အုပ်စုတွေအတွက်စမ်းသက်ရေးလမ်းကြီးတသွဲကိုအခွင့်ကောင်းယူလုပ်ပြီးပျော်ပျော်နဲ့အတူတကွရှိသွားမဲ့ပေါင်နယ်နမိတ်တွေကိုတွန်းပို့ခဲ့တယ်။သူ့အသင်ကလူတွေအလုံးမဖြစ်ဘူးလို့ထင်ကြတဲ့အထုပ်ကုန်တွေကိုဖန်တီးကြတယ်။လူတွေမတောင်းဆိုနိုင်တဲ့စံချိန်မျိုးကိုချိုးပစ်တယ်။ဘသူမှမကြိုးပမ်းနိုင်တဲ့စိန်ခေါ်မှုတွေကိုမှလက်ခံရင်ဆိုင်ဖြစ်တယ်။ဘရန်ဆန်ကသူ့ရဲ့အရေးဆုံးမှုတွေကိုမဟာဗျူဟာကျတဲ့ဆုံးဖြတ်ချက်တွေမျက်ကန်းကျတဲ့လောင်းကစားမှုကြောင်းကိုအတိအမှတ်ပြုထားတယ်။အောင်မြင်မှုတွေကတင့်ကိုလာတွေ့မှာမဟုတ်။တင်ကသူ့နောက်လိုက်ရမှာပါ။မသိမှုတွေခြေလန်းတက်ပြီးတွက်ချက်ထားတဲ့အရေးဆုံးမှုကိုတေချာစွာဂရုစိုက်လုပ်သွားရင်တင့်ပန်းနိုင်တွေအရောက်တင့်အိမ်မက်တွေကဒိဋ္ဌတရားဖြစ်လာမှာပါပြဿနာဖြေရှင်းခြင်းနဲ့တွေ့နေကြထောင်ချောင်းများတင်လုံးမဲ့အရေးဆုံးမှုရဲ့ပုံစံကိုစောင့်ကြည့်ပါဒါတွေကိုတင်ဘယ်လိုခံစားရတယ်လဲအကဲခတ်ပါတင်လွတ်သွားတဲ့အခွင့်အလမ်းတွေလို့မှတ်ထားပါဘယ်အရေးဆုံးမှုကတင့်ကိုအများဆုံးအကျိုးပေးလဲဆိုတာကိုသိကြပါစေတွက်ချက်ထားတဲ့အရေးဆုံးမှုတွေကိုတော့လေ့ကျင့်သွားမယ်ဆိုတာကိုသတိရပါလေ့ကျင့်ပါမှတင်ပို့ပြီးတင်ယူနိုင်ပြီးကြီးပွားနိုင်မှာပါအကူအညီရနိုင်တာတွေအရေးဆုံးရမှုစိတ်လှုပ်ရှားမှုဆိုင်ရာတုံ့ပြန်ချက်တွေကိုသတိထားပါတီးတန့်စိန်ခေါ်နေတဲ့အရေးဆုံးမှုပုံစံတွေကိုခွဲခြားသတ်မှတ်ပါတင်းရဲ့ဆုံးဖြတ်ချက်ချမှုကိုလွှမ်းမိုးနေတဲ့ယထာဘူတာမကျတဲ့အတွေးတွေကိုအတိအမှတ်ပြုသွားပါအချက်လက်တွေနဲ့ပတ်သက်လို့ကိုပညာပေးပါဆုံးဖြတ်ချက်တစ်ခုမချမီအရေးဆုံးမှုတစ်ခုချင်းကိုအချိန်ကချီးကျူးတက်ချက်ပါအကူအညီမရနိုင်တာတွေအရေးဆုံးမှုနဲ့ပတ်သက်တဲ့အသင်ဆုံးဖြတ်ချက်တွေကတင်ဘလို့စိတ်လှုပ်ရှားနေလဲဆိုတဲ့အပေါ်မှာကိုအခြေခံနေခြင်းကြောက်ရွံ့မှုအများဆုံးကိုမွေးနှောက်ထားတဲ့အရွယ်စွမှုပုံစံတွေကိုရှောင်ရည်တင်းရဲ့တစုံတစ်ခုအသစ်ကိစ္စအကျိုးစားရှင်စိတ်ကိုလွှမ်းမိုးနေတဲ့ယထာဘူတာမကြားတဲ့အတွေးတွေကိုခွင့်ပြုထားခြင်းအကောင်းဆုံးရွေးချယ်မှုလုပ်ဖို့လိုအပ်တဲ့တည်င်းချက်လက်တွေတင့်မှာမရှိတဲ့အခါပိုတင်ယူဖို့အားထုတ်လုပ်ရေးကိုလစ်လူရှုရေးတင့်ကိုမတတ်မတာဖြစ်စေတဲ့အရေးစွမှုမျိုးကိုလုပ်ဖို့ညှင်းဆိုခြင်း